မင်္ဂလာပါရှင် Story Smithing with Me Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်မဒီတစ်ပတ်ပြောပြပေးမှာကတော့စာရေးဆရာရဲ့ကိုပိုင်ဟန်ကိုဘယ်လိုမျိုးရှာဖွေကြမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ကျွန်မကိုယ်တိုင်လည်းပေါ့နော်စာရေးဆရာတယောက်ရဲ့ကိုပိုင်ဟန်ကအရန်အရေးကြီးတယ်ဆိုတာကိုအချိန်တော်ကြာတဲ့အထိကျွန်မလက်မခံနိုင်ခဲ့ပါဘူးကျွန်မကိုပိုင်ဟန်ကိုတိတ်ပြီးတော့လက်မခံခဲ့တဲ့အကြောင်းကပေါ့နော်ကိုရေးချင်တဲ့အကြောင်းအရာတွေအရန်များနေခဲ့လို့ပါရောင်းလမ်းကြောင်းတစ်ခုကိုယူလိုက်မယ်ဆိုရင်ကျွန်မတွေးထားတာလေးတွေကိုရေးချင်တဲ့ပုံစံလေးတွေလက်လွတ်ရမယ်လို့ကျွန်မထင်နေခဲ့ရပါတော့ဒါကြောင့်မို့လို့ကျွန်မကကိုပိုင်ဟန်ဆိုတဲ့အရာကိုတည်တံ့ရှာဖွေခြင်းမပြုတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်မရေးရင်းနဲ့တဖြည်းဖြည်းနဲ့တိလာတာပေါ့နော်တိလာတာကတော့ဒီစာရေးဆရာရဲ့ကိုပိုင်ဟန်ဆိုတာကရေးသားတဲ့အကြောင်းအရာတွေနဲ့မဆိုင်ပါဘူးသူကဘာအကြောင်းအရာတွေပြောတတ်တာလဲဘယ်ဟာတွေကိုစာရီထဲမှာထည့်ပြီးတော့ရေးတတ်တာလဲဆိုရက်သူ့ရဲ့လူတစ်ယောက်ရဲ့ unique ဖြစ်မှုပေါ့နော်ဒါကိုဆိုလိုတာဖြစ်တယ်အဲ့ဒီတော့မှကျွန်မမှလည်းကိုပိုင်ဟန်တစ်ခုရှိနေခဲ့ပြီးသားဖြစ်တာကိုကျွန်မသိရှိသွားတယ်ပေါ့နော်အဲ့လိုမျိုးကျွန်မစီမှာကိုပိုင်ဟန်တစ်ခုရှိနေတယ်ဆိုတာကိုလည်းပေါ့နော်သိရှိဖို့အတွက်ကကျွန်မအစရိအများကြီးရေးခဲ့လို့ပဲဖြစ်တယ်အဲ့လိုမျိုးရေးရတွေများလာတဲ့အခါကျတော့ငါဘယ်အကြောင်းအရာတွေကိုပို့ပြီးတော့အဓိကထားပြီးတော့ရေးတတ်တယ်ဘယ်အကြောင်းအရာတွေကိုပို့ပြီးတော့ရေးဖို့အသေးသားရှိရဲဆိုတာကိုကျွန်မကိုနားလည်လာဖြစ်တယ်ပေါ့နော်ကျွန်မတည်တံ့ရှာဖွေခဲ့တာတော့မရှိဘူးဒါပေမဲ့တချို့လူတွေကကျွန်မကိုမေးကြရဲပေါ့နော်ကိုပိုင်ဟန်ကအရေးကြီးသလားကိုပိုင်ဟန်ကိုဘယ်လိုမျိုးရှာရမလဲပေါ့ကျွန်မဟိုအရင်တုန်းကတော့အမြဲတမ်းပြောတယ်ကိုကစာရေးခြင်းကနေပြီးတော့ပဲကိုပိုင်ဟန်ကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်လို့ပြောခဲ့ပေါ့နော်အခုတော့အဲ့လိုမျိုးကိုယ့်ရဲ့ကိုပိုင် unique style ကိုဘယ်လိုရှာဖွေရမလဲလို့သိကျင်တဲ့လူတွေအတွက်ကျွန်မကပို့ပြီးတော့ detail ကြလေးပြောပေးမယ်လို့စိတ်ကူးရတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်မ share ပေးတာဖြစ်ပါတယ်ကိုပိုင်ဟန်အရေးကြီးလားအရေးကြီးပါတယ်အဲ့ဒီကိုပိုင်ဟန်ကဘာလို့အရေးကြီးလဲဆိုတော့ပေါ့နော်ကျမတို့စာဖတ်တဲ့အခါတွေမှာစာအုပ်တွေအများကြီးဖတ်ကြတယ်စာရေးဆရာတွေအများကြီးပဲဖတ်ကြတယ်ဒါပေမဲ့ကျမတို့ကြိုက်တဲ့စာရေးဆရာဆိုတာရှိတယ်သူ့စာအုပ်ကိုနောက်ထပ်ဖတ်ချင်တယ်ဆိုတဲ့စာအုပ်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဟန်ကိုကျမတို့ကြိုက်လို့ပဲဖြစ်တယ်သူ့ကိုဖတ်လို့ရှိရင်ဘလို့အကြောင်းအရာမျိုးတွေသိရမယ်ဘာအကြောင်းအရာတွေကျမတို့ခံစားရမယ်ကျမတို့နှလုံးသားကတောင်းတနေတဲ့ငတ်မွတ်နေတဲ့အရာတွေကိုပေါ့နော်သူကဖြည့်ဆည်းပေးနိုင်တယ်လို့ကျမတို့ယုံကြည်လို့ဖြစ်ပါတယ်ကျမတို့စာရေးဆရာတွေကကိုမှကိုပိုင်ဟန်တစ်ခုတိဆောက်ထားမယ်ဆိုလို့ရှိရင်ကိုကတခြားသူတွေနဲ့ဘယ်ဟာမတူဘူးလဲကိုရဲ့စာဖတ်သူတွေကကျမတို့ရဲ့ဘယ် style ကိုသူတို့နှစ်သက်တောင်းတကြတာမျိုးဖြစ်မလဲအဲ့လိုမျိုးသူတို့စီမှာစာဖတ်သူတွေစီမှာကျမတို့ရဲ့ပြီးနိုင်တဲ့ကိုပိုင်ဟန်ကိုတောင်းတနေတာမျိုးရှိပြီဆိုရင်အောင်မြင်လာမှာပဲဒါကအောင်မြင်ဖို့အတွက်အကြောင်းရင်းတစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်ကကျမတို့စီကနေပြီးတော့တခုခုတောင်းတလာပြီဖြစ်တဲ့အတွက်ကျမတို့ရဲ့ကိုပိုင်ဟန်ကဒီလူတွေကြားထဲမှာတခြားသူတွေနဲ့မတူတဲ့ပုံစံနဲ့ရပ်တည်နိုင်ပြီဖြစ်တယ်လို့ကျမတို့ပြောရမှာဖြစ်ပါတယ်ပြီးတော့ဒီကျမတို့ရေးသားတဲ့စာတွေကပေါ့နော်ဒီ engaging ဖြစ်တဲ့ပေါ့ဒါအခု social media ခေတ်မှာဆိုရင်အားလုံးအများကြီးနားလည်ကြပါတယ်ဖတ်ချင်စိတ်ကိုဖြစ်စေတယ်ပေါ့နော်ဒီအကြောင်းအရာကိုလူတွေစိတ်ဝင်စားစေတယ်ကိုပြောတာကိုဘာများလဲဆိုပြီးတော့သိချင်တဲ့စိတ်နဲ့ဖတ်ချင်တဲ့ engaging ဖြစ်တဲ့စာတွေဖြစ်လာတယ်နောက်ပြီးတော့စစ်မှန်မှုတွေဒါကကိုပဲဖြစ်တယ်တခြားသူကဒီလို style မျိုးမဟုတ်ဘူးဒါကတော့သူ့ရဲ့စစ်မှန်မှုတစ်ခုဖြစ်တယ်သူမှဒီအရာကိုပေးနိုင်တယ်ဆိုတော့တည်တံ့ဖြစ်တည်မှုစစ်မှန်မှုတစ်ခုကိုကျမတို့တိဆောက်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတို့တိဆောက်ခြင်းအပြင်ကျမတို့ရဲ့ပရိသတ်တွေနဲ့ပို့ပြီးတော့ချိတ်ဆက်နိုင်လာတယ်တယောက်နဲ့တယောက်ညှိတွယ်မှုပိုရှိလာတယ်ခိုင်မာတဲ့တန်ရောစင်ပိုရှိလာတယ်အဲ့လိုနည်းနဲ့ကျမတို့ကပရိသတ်တွေကိုပို့ပြီးတော့တိုးပွားလာစေတယ်
အဲ့ဒီပရိသတ်တွေကိုလည်းကျမတို့ကပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေပေးနိုင်တယ်လို့လည်းကိုယုံကြည်လာစေတယ်သူတို့ဘက်ကလည်းကျမတို့စီကနေပြီးတော့တန်မိုးရှိတဲ့အရာတွေရစေရဲဆိုတဲ့ယုံကြည်မှုမျိုးဖြစ်လာတယ်ပေါ့နော်အချင်းချင်းကြားမှာယုံကြည်မှုတွေပို့ပြီးတော့ခိုင်မာစွာတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျမတို့ကပေါ့နော်စာရီဖတ်ကြတယ်ဆိုတာကျမတို့ရဲ့စိတ်အာဟာရအတွက်အစားအစာစားသုံးကြတာပဲခန္ဓာကိုယ်အတွက်ကျမတို့စားစရာတွေကိုစားသုံးကြတယ်လို့ပဲကျမတို့ရဲ့စိတ်အာဟာရအတွက်စားတွေကိုစားသုံးကြရတာဖြစ်တယ်လူတွေအမြဲနေ့စဉ်စားသုံးနေကြတဲ့အစားအစာတွေမှာရှိတဲ့အရာတွေလိုပဲပေါ့နော်ချိုတဲ့အရာလားချင်းတဲ့အရာလားချင်းငန်းဆက်ကလေးလားခါတဲ့အရာလားဤစိတ်တွေလားပေါ့နော်အဲ့လိုမျိုးရှိတယ်လို့ပဲကျမတို့စာရေးဆရာတွေရဲ့ကိုယ်ပိုင်ဟန်တွေကလည်းဒီလိုမျိုးမတူညီကွဲပြားတဲ့အရာတွေကိုပေးစွမ်းနိုင်မှာဖြစ်တယ်ဒါကြောင့်မို့လို့ကိုပိုင်ဟန်ဆိုတာအရင်အရေးကြီးပါတယ်အဲ့တော့ကျမတို့ရဲ့ကိုပိုင်ဟန်ကိုဘယ်လိုမျိုးရှာဖွေမလဲပေါ့နော်ကျမအမြဲတမ်းပြောခဲ့သလိုပဲဒီမှာလည်းနောက်ဆုံးအချက်အနေနဲ့ကျမ right more လို့ပြောထားပါတယ်စာရီအများကြီးရေးခြင်းအပြင်လဲကိုရဲ့ကိုပိုင်ဟန်ကိုပိုင် style ကိုကိုတိုင်လဲနားလည်လာပြီးတော့စာဖတ်ပရိသတ်ကလည်းပို့ပြီးတော့နားလည်လာပြီးတော့ကိုပိုင်ဟန်တစ်ခုကိုတည်ဆောက်နိုင်လာမှာဖြစ်တယ်အဲ့လိုမျိုးမရှာဖွေတတ်တဲ့လူတွေအတွက်စာရီအများကြီးလည်းမရေးနိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကျမတို့ကကိုပိုင်ဟန်တွေကိုဘယ်တော့မှရှာတွေ့တော့မှာမဟုတ်ဘူးဆိုတဲ့လူတွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းနဲ့အချို့ကိုကျမပြောပြပါမယ်ပထမဆုံးကတော့ analyze your favorite writers တဲ့နော်ကိုနှစ်သက်တဲ့ကိုအားကြရတဲ့လေးစားရတဲ့စာရေးဆရာကြီးတွေရှိနေမယ်အဲ့ဒီစာရေးဆရာကြီးတွေကို analyze လုပ်ပါတဲ့အဲ့ဒီစာရေးဆရာကြီးတွေကိုငါဘာဖြစ်လို့ကြိုက်တာလဲသူတို့ကဘာအကြောင်းအရာတွေရေးတတ်တာလဲသူတို့ရဲ့ style တွေကဘယ်လိုမျိုးလဲကျမဆိုလိုတာသူတို့ကို influence ဖြစ်စေဖို့မဟုတ်ဘူးပေါ့နော်ဟိုမှာကျမတို့ရွှေဦးတောင်းကြိုက်တယ်ရွှေဦးတောင်းကိုကြိုက်လို့ရွှေဦးတောင်းရဲ့ရေးဟန်တွေကိုယူပြီးတော့ရေးမယ်အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးเนาะကျမရွှေဦးတောင်းကိုကြိုက်တယ်ရွှေဦးတောင်းကဘယ်လိုအကြောင်းအရာတွေကိုပြောတတ်တယ်အဲ့ဒီထဲမှာသူ့ရဲ့ရေးသားတဲ့ပုံစံကတော့ဘာလိုမျိုးလေးဖြစ်တယ်ပေါ့နော်သူကခိုင်မာမာပြောတတ်တယ်သူ့ရဲ့ဇလန်းတွေကိုဇက်အိမ်တွေကိုတိဆောက်တယ်ပြီးလို့ရှိရင်ဒီထဲမှာလူတွေအတွက်တွေးစရာတွေရအောင်ရေးတယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ style လေးတွေရှိမှာပေါ့ဆရာမခင်ဒူးဆိုလို့ရှိရင်လည်းဒါကြီးလက်တဘာဝလေးတွေကိုကြောင်းရေးတယ်အဲ့ဒီမှာရှိနေတဲ့ကြီးလက်ရဲ့ရိုးရာဓလေ့တွေကိုအကြောင်းကိုကျမတို့ဖတ်ရတဲ့အခါမှာခံစားနှစ်သက်မှုဖြစ်စေတယ်အဲ့တော့ဆရာမကဘယ်လိုမျိုးပုံစံမျိုးတွေရေးတတ်တာလဲသူ့ရဲ့ရေးသားမှုဟာတွတ်လက်လက်ရွှင်လန်းပုံစံမျိုးလားဒါမှမဟုတ်လို့ရှင်သူကပြောရလို့ရှင်ဆွေးမြင့်နဲ့ပဲအဖီတလိုင်းလားအဲ့လိုမျိုးပုံစံမျိုးတွေနဲ့ရေးတတ်တာလားဘယ်လိုစာရေးဆရာမျိုးလဲဘယ်အကြောင်းအရာကြောင့်ငါသူ့ကိုနှစ်သက်ရတာလဲဘာလို့အထင်ကြီးရတာလဲဆိုတာကိုကျမတို့သိသိချာချာလေ့လာဆန်းစစ်ကြည့်ပါတဲ့အဲ့လိုဆန်းစစ်ကြည့်ရဲ့အခါမှာကျမတို့ကြိုက်တဲ့အရာတွေစုပြီးတော့ထွက်လာနိုင်မယ်ပေါ့နော်အဲ့မှာကိုပို့ပြီးတော့နားလည်နိုင်မယ်ငါဒီလိုမျိုးစာရေးဆရာဖြစ်ချင်တာပဲကိုကြိုက်တဲ့စာရေးဆရာတွေစီကနေပြီးတော့ကို admire ဖြစ်တဲ့အရာတွေဟာထွက်လာပြီးတော့ကိုရဲ့ style ဖြစ်ချင်တဲ့အရာလေးတွေကိုတွေ့ရှိလာနိုင်တယ်တဲ့နောက်တစ်ခုကတော့ဒီကျမတို့ပေါ့နော်ကျမတို့ရဲ့ဖြတ်သန်းတဲ့ဘဝတွေကတယောက်နဲ့တယောက်မတူကြဘူးတယောက်နဲ့တယောက်မတူကြဘူးဒါဖြစ်တဲ့အတွက်ကျမတို့ရဲ့တန်မိုးထားမှုတွေလည်းမတူဘူးမြင်နဲ့မြင်ခွင့်ချင်းလည်းမတူကြဘူးကျမတို့တင်ဆက်မဲ့ဇာတ်လမ်းတွေကလည်းဘယ်လိုနည်းနဲ့မှတူမှာမဟုတ်ဘူးပေါ့နော်ဒီဥပမာဆိုလို့ရှိရင်ပကြီးဆရာတွေဟာအခန်းတစ်ခုထဲမှာပဲဖြစ်ဖြစ်ရှုခင်းတစ်ခုရဲ့ရှေ့မှာပဲဖြစ်ဖြစ်အတူတူထိုင်ပြီးတော့ပကြီးဆွဲကြတယ်အဲ့လိုဆွဲတဲ့အခါမှာသူတို့မျက်လုံးထဲမှာမြင်တဲ့အရာသူတို့တကယ်အဓိကထားတဲ့အရာကိုဆွဲလိုက်မယ်တယောက်နဲ့တယောက်ဘယ်တော့မှတူမှာမဟုတ်ဘူးတူညီတဲ့ပုံတွေထွက်လာမှာမဟုတ်ဘူးအဲ့တော့ကိုရိုင်းရဲ့အမြင်ကိုရိုင်းရဲ့အတွေ့ကိုရဲ့တွေ့ကြုံဖြတ်သန်းလာရမှုနဲ့ကိုရဲ့တန်ဖိုးထားမှုတွေဟာကျမတို့ရဲ့ကိုယ်ပိုင်ဟန်တွေပဲဖြစ်တယ်တချို့လူတွေကလောကကြီးမှာအကောင်းမြင်ကြတယ်အဲ့လိုအကောင်းမြင်တဲ့စိတ်ရှိပြီးတော့ဒီဖတ်
တ်တဲ့လူကိုပေါ့နော်တန်တားရတရအောင်ရေးတတ်တဲ့လူမျိုးတွေလည်းရှိရယ်တချို့လူတွေကကြတော့အဲ့လိုမျိုးအကောင်းမြင်စေရှိတာကိုပဲလောကမှာလွဲချော်နေတဲ့တချို့အရာတွေကိုစိတ်ထဲမှာတော့ပိန်းဖြစ်နေတယ်ဒါပေမဲ့ဒါကြီးကိုရည်စရာအနေနဲ့ပြောင်းလဲပြစ်လိုက်နိုင်တယ်အဲ့ဒီလိုမျိုးဟာတအနေနဲ့ပြောင်းလဲပြနိုင်တဲ့အတွေးအမြင်မျိုးရှိတဲ့သူကတစ်ဖက်မှာဟာတရက်တရအောင်ရေးသားနိုင်တဲ့သူတွေဖြစ်တယ်ဒါတွေကကိုယ်ပိုင်ဟန်တွေပဲပေါ့နော်အဲ့တော့ကိုလည်းရှာဖွေရမယ်ငါကဘယ်လိုမျိုးဖြတ်တန်းလာတဲ့လူလဲငါရဲ့အတွေးအမြင်တွေဟာဘယ်လိုမျိုးလဲအဲ့တော့ be yourself ပေါ့နော်ကိုယ်တိုင်စစ်မှန်တဲ့အရာကြီးတစ်ခုကိုအရင်ဆုံးရေးကြည့်လိုက်အဲ့ဒီအရာကကိုပဲအဲ့ဒါကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ပဲအဲ့ဒီအရာတွေဟာတယောက်နဲ့တယောက်ဘယ်တော့မှတူမှာမဟုတ်ဘူးကျမတို့လက်တွေမှာရှိနေတဲ့လက်ပွေရာတွေလို့ပဲပေါ့နော်ဒီလောက်လူပေါင်းများစွာရှိတယ်ဒါပေမဲ့ကျမတို့ဒီလက်ပွေတွေနဲ့ဘာဖြစ်လို့ဒီလူတယောက်ရဲ့ ID ကိုတွဲဖက်ပြီးတော့တတ်မှတ်ကြရတာလေဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်မတူနေလို့အဲ့တော့ကျမတို့လူသားတွေရဲ့ဖြစ်တည်ခြင်းဟာရုပ်ချင်းစင်ချင်းစင်မယ်အသားရောင်လဲတူချင်းတူမယ်တူညီတဲ့ဟာတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လူတွေဟာတယောက်နဲ့တယောက်ဘယ်တော့မှမတူနိုင်ပါဘူးအဲ့တော့ပြောရရင်ကျမတို့ရေးသားတဲ့ကျမတို့ရဲ့တင်ပြမှုပုံတွေဟာကျမတို့ရဲ့ကိုယ်ပိုင်ဟန်တွေပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့စစ်မှန်မှုကိုအမြဲတမ်းရှာဖွေပြရေးတဲ့အခါမှာကိုယ့်ရဲ့စစ်မှန်မှုနဲ့ရေးသားပါဒါဆိုရင်ကျမတို့ကိုယ်ပိုင်ဟန်ကိုတိဆောက်ပြီးသားဖြစ်လာမှာဖြစ်ပါတယ်practice different styles ဆိုတာကကြတော့ပေါ့နော်သူကကြတော့ဒီခုနကတော့ပြောတဲ့ experience တွေ perspective တွေနဲ့မဆိုင်တော့ဘူးသူကဒီမှာဆိုလို့ရှိရင်စကားလုံးကျွယ်ဝမှုပေါ့စကားလုံးကျွယ်ဝမှုပေါ့ဆရာတော်ကြီးရဲ့စကားလုံးအတုံးပြုပုံဆရာကြီးမင်းသူဝင်ရဲ့စကားလုံးအတုံးနေဟာမတူကြအောင်ထိုနည်း၎င်းပဲဆရာမခင်တူရဲ့အသုံးပြုတဲ့စကားလုံးအသုံးတွေနဲ့ဆရာမကျူးရဲ့စကားလုံးအသုံးတွေကလည်းမတူညီကြအောင်ဒါဟာသူတို့ရဲ့ different style တွေဖြစ်တယ်သူတို့သုံးနေတဲ့အလင်္ကာတွေသူတို့အသုံးပြုတဲ့ဝါကြတိဆောက်ပုံတွေသူတို့ရဲ့စကားပြောဟန်တွေအဲ့ဒါတွေကသူများတွေနဲ့မတူညီတဲ့ different style တွေဖြစ်တယ်အဲ့လိုမျိုးအရာတွေကိုလည်းကိုကစူးစမ်းပြီးတော့တိဆောက်ရမယ်ကိုရေးတဲ့စာမှာကိုကဘယ်အရာကိုရေးရတာအားရလဲဆိုတာကိုရေးတာများလာလို့ရှိရင်ကိုယ့်ရဲ့စာတွေကိုဖတ်ရင်းနဲ့သိလာနိုင်မယ်ဘယ်အကြောင်းအရာကိုတော့ငါဘလို့လေးတန်နဲ့ဘလို့စကားလုံးလေးနဲ့ပြောတတ်တယ်အဲ့လိုမျိုးအဲ့နေရာမှာငါအားတန်နဲ့အဲ့ဟာလေးကိုပြောလိုက်ရလို့ရှင်ငါစိတ်ကြည်နဲ့အားရမှုရှိရဲဆိုတာကိုသိလာမယ်အဲ့တော့ဒီအရာကိုငါရဲ့ style ဖြစ်ထားမယ်အမြဲတမ်းအသုံးပြုမယ်ဆိုတော့ကိုယ့်ရဲ့ unit style ကိုကတိဆောက်ရမှာဖြစ်ပါတယ်ဒီနောက်ဆုံးချက်ကတော့ပထမဆုံးမှာကျွန်မပြောခဲ့ပါတယ်ပြောခဲ့ပြီးသားဖြစ်ပါတယ်စာရေးပို့ရေးပါဒါကတော့ကိုရှာဖွေတွေ့ရှိဖို့အတွက်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ style ကိုရှာတွေ့ပြီဆိုပါတော့အဲ့ဒီကိုယ့်ရဲ့ style ကိုdevelop လုပ်ကြည့်မယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အခါမှာဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ target audience ကဘယ်သူတွေလဲဘယ်သူတွေအတွက်ရေးမှလဲလူငယ်တွေအတွက်ရေးမှလားကလေးတွေအတွက်ရေးမှလားကလေးတွေအတွက်ရေးရမယ်ဆိုရင်စကားလုံးပုံစံအသုံးနှုန်းတွေကသူ့မှာတီးတဲ့အသုံးပြုရမယ့်အရာရှိရနော်လူကြီးတွေပြောတဲ့စကားမျိုးတွေကိုကလေးတွေနားမလည်ဘူးအဲ့တော့ကလေးတွေနားလည်နိုင်မဲ့သူတို့လည်းသဘောကျနှစ်သက်စေနိုင်မဲ့ style တွေကိုကျမတို့ကဒီရည်ရွယ်ချက်ရှိပေါ့နော် purposely တိဆောက်ရတာဖြစ်တယ်အဲ့လိုပဲဒီလူငယ်တွေဆိုလို့ရှိရင်လည်းသူတို့ဂျားထဲမှာ trans ဖြစ်နေတဲ့စကားအသုံးနှုန်းတွေသူတို့ဂျားထဲမှာcommunicate လုပ်လို့ရမယ်အသစ်အဆန်းတွေအများကြီးလိုအပ်တာပေါ့နော်လူငယ်တွေကပြောရလို့ရှိရင်သူတို့ရဲ့ဂျားထဲမှာသူတို့ကဘယ်လိုမျိုးသူများထပ်ပို့ပြီးတော့အရင်ဆုံး
သုံးနှုံးနိုင်တယ်ဆိုတဲ့အရာမျိုးတွေကိုသူတို့လိုချင်တက်လေရှိရပေါ့နော်ကျမတို့ခေတ်တွေတုန်းကဆိုလို့ရှိရင်တချို့စာရေးဆရာတွေကအသုံးနှုံးတွေကိုစကားအသစ်အဆန်းတွေကိုပေါ့နော်စကားအသစ်အဆန်းတွေကိုသူတို့ရဲ့စာအုပ်တွေထဲမှာထည့်ရေးကြတယ်အဲ့တော့ကလေးတွေကအဲ့လူငယ်တွေကပေါ့နော်သူတို့ဖတ်တယ်အဲ့လိုမျိုးဖတ်တဲ့အခါကျတော့မှဒီစာအုပ်ထဲမှာပါတဲ့အဲ့လိုမျိုးစကားလုံးခက်မိုက်မိုက်ခက်ဆန်းဆန်းနေပေါ့သူတို့ဂျာမှာပြောလေပြောထားမရှိသေးတဲ့ဘယ်သူမှမသိသေးတဲ့အရာတွေကိုသူတို့သိသွားပြီဆိုပြီးတော့သူတို့ကပြောရလို့ရှိရင်သူတို့ရဲ့ဂျာမှာဒီစကားလုံးတွေကိုသုံးကြတယ်အဲ့တော့မိုက်တယ်ပေါ့သူတို့ရဲ့ဂျာမှာလည်းသူတို့က popular ဖြစ်တယ်အဲ့အရာကိုသူတို့ကနှစ်သက်တတ်ကြတယ်အဲ့တော့ပြောရရင်ကိုရန်လည်းလူငယ်ပရိသတ်ကိုဒီ target ထားတာဆိုလို့ရှိရင်ကိုဟာအဲ့ဒီနေရာမှာအားပြုရမယ်သူတို့ကိုနားလည်ရမယ်သူတို့တွေကြားထဲမှာသူတို့လိုချင်နေတဲ့သူတို့တောင်းတနေတဲ့အရာတစ်ခုကိုတိဆောက်ဖန်တီးပေးနိုင်ရမယ်အဲ့တော့ကျမတို့ရဲ့ target audience ကိုသတ်မှတ်တဲ့အခါမှာအဲ့ဒါကြောင့်အရန်အရေးပါပါတယ်ဒီကျမတို့ရဲ့ style ကို develop လုပ်တဲ့အချိန်မှာလည်းဒါကအရန်အထောက်အကူဖြစ်မယ်ကိုကတော့ပုံမှန်ဒီတိုင်းကျမတို့ရဲ့လူလက်ပိုင်းလူကြီးပိုင်းဖတ်မဲ့လူကြီးအတွက်ဆိုလို့ရှိရင်ကိုရန်လည်းလူလက်ပိုင်းလူကြီးပိုင်းဆိုလို့ရှိရင်ဒါကိုကနားလည်နေပြီးသားဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတိုင်းဝိုင်းကြားထဲမှာ communicate လုပ်တယ်လို့ပဲပြောလို့ရသေးတယ်ဆိုပေမဲ့ကျမတို့ရဲ့ target audience တွေပေါ်မှာမူတည်ပြီးတော့ကျမတို့ရဲ့ style တွေကိုပို့ပြီးတော့ဖွံ့ဖြိုးအောင်ကောင်းမွန်အောင်ဖန်တီးရမှာဖြစ်တယ်နောက်ပြီးတော့practice consistency ရဲ့ consistent ဖြစ်အောင်အမြဲတမ်းလုပ်ရမယ်ပေါ့နော်ကိုယ့်ရဲ့ style ကိုကအခုဒီနေရာမှာဒီလိုမျိုးပုံစံမျိုးနဲ့ပြောပြီးနောက်တနေ့ကကြာနောက်ပုံစံတစ်မျိုးဖြစ်နေပြန်အောင်အဲ့တော့ဒါ consistent ဖြစ်မနေဘူးပေါ့နော်တသမတ်တည်းဖြစ်မနေဘူးပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ပရိသတ်အနေနဲ့ဘာလို့သူစီကဘာလို့မျောလေးရမှမသိတော့ဝေဝါးသွားတာပေါ့ပထမတော့သူတို့ကြိုက်တဲ့ style လေးမို့လို့သူကဖတ်လိုက်တယ်နောက်တော့ကျတော့သူတို့ကြိုက်တဲ့ style မဟုတ်တော့ပြန်အဲ့လိုမျိုးဆိုတော့ခါကျတော့သူတို့ရဲ့စိတ်ထဲမှာဒီလူစီကနေပြီးတော့ငါတို့လိုချင်တဲ့ style ရတာမဟုတ်ဘူးပဲဆိုတဲ့ပုံစံမျိုးသူတို့ထင်မှတ်သွားနိုင်တယ်အဲ့တော့ပြောရလို့ရှိရင်ကိုယ့်ရဲ့ရေးသားဟန်ကိုပို့ပြီးတော့ consistent ဖြစ်ဖို့စူးစမ်းရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာဖို့အတွက်အများရန်ကိုရေးတဲ့အခါမှာလည်းဂရုစိုက်ရမယ်နောက်ပြီးတော့ပြန်ပြီးတော့ဖတ်တဲ့အခါမှာလည်းကိုဒီလိုဖြစ်နေရလားဆိုတဲ့အရာကိုပြန်ပြီးတော့အမြဲတမ်းစစ်ဆေးနေရမယ်ပေါ့နော်အဲ့မှာဒီနောက်ဆုံးအချက်က don't be afraid to be unique တဲ့ကျမအရှိမပြောခဲ့တယ်လို့ပဲပေါ့နော်ကျမအဲ့လိုမျိုးကိုပိုင်ဟန်ကြီးနဲ့ကိုသတ်မှတ်လိုက်ရမှာအရန်ကြောက်ခဲ့တယ်အဲ့လိုမျိုးကြောက်ခဲ့တဲ့ဟာကကျမကိုဒီပေါင်ကြီးတွဲမှာရောက်သွားမှာဆိုလို့ကျမမှာတခြားလုံးချင်တဲ့အရာတွေလောက်ခွင့်မရတော့ဘူးလို့ကျမထင်မြင်ခဲ့လို့ပေါ့နော်အဲ့တော့အခုကျမပြောချင်တာကတကယ်တော့အဲ့ဒါနဲ့ဘာမှမဆိုင်ပါဘူးကျမတို့ရဲ့ unique ဖြစ်ခြင်းဟာကျမတို့ဘောင်းခတ်လိုက်တာမဟုတ်ဘူးကျမတို့ရဲ့မူလပုံစံကိုကျမတို့ကဖော်ပြတာဖြစ်တယ်ဒါကြောင့်မို့လို့ကြောက်စရာမလိုဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ရဲ့ကိုယ်ပိုင်ဟန်တွေကိုပို့ပြီးတော့ဖွင့်ပြဖို့အတွက်ကြိုးစားတင်ပါတယ်နောက်ဆုံးမှာတော့ကျမတို့ရဲ့ကိုယ်ပိုင်ဟန်တွေကို polishing လုပ်ကြည့်ရအောင်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့ကျမတို့အတွက်တကယ်ယုံကြည်ရတဲ့စာဖတ်သူတွေလိုအပ်တယ်အဲ့ဒီစာဖတ်သူတွေစီကိုကျမတို့ရဲ့တကယ် voice တွေကိုပေးကြည့်မယ်အဲ့ဒီကြလို့ရှင်ဒီဝေဖန်မှုတွေ feedback တွေကျမတို့တောင်းကြည့်မယ်ပေါ့နော်အဲ့ဒီလူတွေစီကနေပြီးတော့ရရှိတဲ့အရာတွေပေါ်မှာမူတည်ပြီးကျမတို့ပြန်လဲပြီးတော့ပြင်ဆင်သင့်တာတွေကိုလည်းပြင်ဆင်ရမယ်အဲ့ဒါယုံကြည်ရမယ်စာဖတ်သူဖြစ်ဖို့လိုတယ်ပေါ့နော်အစွန်းနှစ်ဖက်ကင်းဖို့လိုတယ်တချို့ကကိုယ့်ကိုချစ်တဲ့လူတွေဖြစ်တယ်ကိုယ့်ကိုချစ်တဲ့လူတွေဆိုတော့ဘာပဲလုပ်ကောင်းတယ်လို့ထင်တယ်သူတို့ကဖတ်လို့ကောင်းတယ်ကောင်းလိုက်တာအမျိုးချီးကျိုးစကားတွေပဲပြောတယ်ဒါကချစ်တဲ့ပရိသတ်တစ်ဖက်မှာကျတော့လေမုန်းတဲ့ပရိသတ်အလိုလိုဘာလို့မှမသိဘူးမုန်းနေတာကြည့်မရဖြစ်နေတာအဲ့တော့ပြောရလို့ရှိရင်ကိုဘာလို့မကောင်းဘူးအဲ့လိုလူမျိုးတွေလည်းရှိတယ်အဲ့တော့အဲ့အစွန်းတစ်ဖက်မှာရှိနေတဲ့သူတွေကလာတဲ့ feedback တွေကကျမတို့အတွက်မှန်ကန်နိုင်ဘူးတကယ်ချစ်ချင်းမုန်းချင်းကင်းစွာနဲ့ပေါ့နော်ဖတ်ပေးနိုင်မဲ့စာဖတ်သူတွေလိုတယ်အဲ့ထဲမှာတော့ဘယ်အချက်ကတော့အဓိပ္ပာယ်မရှိဘူးမကောင်းဘူးဒီလိုပုံစံမျိုးပြောလိုက်တာဘယ်လိုမျိုးဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်တကယ်ရဲ့ real feedback ပေါ့နော်
good review လည်းမဟုတ်ဘူး bad review လည်းမဟုတ်ဘူးတကယ်စစ်မှန်တဲ့ review တစ်ခု feedback တစ်ခုကိုကျမတို့ရနိုင်တဲ့စာဖတ်သူတွေလိုအပ်တယ်ပါနော်သူတို့စီကနေပြီးတော့ကျမတို့ဝေဖန်မှုတွေပြန်ပြီးတော့တောင်းယူပြီးတော့ကိုယ့်ရဲ့ style ကိုပြန်လဲပြီးတော့ပြင်ဆင်ခြင်းရလဲကိုယ့်ရဲ့ဟန်ပန်ကိုပုံမူတိကျတွက်လက်တောက်ပြောင်စေမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီကျမတို့ရဲ့စာရေးသားမှုဟာပေါ့နော်လူတိုင်းနားလည်နိုင်တဲ့ပုံစံမျိုးဖြစ်ရမယ်ရှင်းလင်းရမယ်နောက်တိကျရမယ်သူ့ကိုဖတ်လိုက်တာနဲ့မှတ်မိနေစေတဲ့ပုံစံမျိုးဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်ကျမတို့ပြင်ဆင်ရေးသားရမှာဖြစ်တယ်နောက်ဆုံးအချက်ကတော့ပေါ့နော်ဒါစာရေးသူတွေအနေနဲ့စာရေးသူတွေအနေနဲ့အမြဲတမ်းတန်မိုးထားပြီးလုပ်ရမယ့်အလုပ်ဖြစ်တယ်စာကိုပို့ပြီးတော့ကြဲကြဲပြန့်ပြန့်ဖတ်တယ်ကျမတို့အရင်တုန်းကကြတော့ကိုကြိုက်တဲ့စာရေးဆရာလေးတွေပဲကျမတို့ဖတ်တော့တယ်ပေါ့နော်ဟိုငငယ်တုန်းကတော့ကျမတို့လည်းဘာမှမသိသေးတဲ့အခါတော့ဟိုစာရေးဆရာကောင်းလားဒီဆရာကြီးကောင်းလားဟိုလူကောင်းလားဒီလူကောင်းလားဆိုပြီးတော့ကျမတို့အများကြီးဖတ်ကြည့်ရပါအဲ့ထဲမှာကိုကြိုက်တဲ့လက်ရွေးစင်လေးတွေကိုပဲကျမတို့ကစောင့်မျှော်ပြီးတော့ဖတ်တော့တယ်အခုဒီဘက်ခေတ်တွေမှာကျတော့စာဖတ်ဖို့အချိန်တွေအရင်နှဲပါလာတာဖြစ်တဲ့အတွက်ကိုစွဲနေတဲ့စာရေးဆရာတယောက်ကိုပဲဖတ်နေတော့တာပေါ့နော်ဒီဘက်ခေတ်မှာဆိုရင်ပို့ဆိုးပါတယ်စာရေးဆရာတွေကအများကြီးလဲပေါ်လာတယ်ဒါပေမဲ့လို့ပြောရလို့ရှင်ရေးတဲ့အကြောင်းအရာတွေကအရင် limit ဖြစ်လာတယ်ဥပမာဒီ motivation ဖြစ်တဲ့စာရေးဆရာတွေပေါ့နော်တို့နောက်ဒီဘက်မှာဒီ romance ပေါ့နော်အဲ့လိုမျိုးရေးတဲ့စာရေးဆရာတွေတို့အဲ့လိုမျိုးဒီကိုတော့ပို့ပြီးတော့ပေါ့နော်ဖတ်ကြရတယ်ပေါ့အဲ့လိုမျိုးဖတ်တဲ့အချိန်မှာလဲကိုနဲ့စိတ်ချင်းတိုက်ဆိုင်တဲ့ဒီစာရေးဆရာကိုပဲသူကတော့ကောင်းတယ်ဆိုပြီးတော့တောက်လျှောက်သူ့ရဲ့မှန်တယ်ဆိုတဲ့အရာကြီးတစ်ခုကိုဖမ်းဆုပ်ပြီးတော့စုပ်ကင်ပြီးတော့ပဲဖတ်ကြတော့တာပေါ့နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဘာလို့လဲဆိုတော့စာဖတ်တဲ့အချိန်အများကြီးမရှိတော့လို့လေအများကြီးမရှိတော့တဲ့အခါကျတော့ဒီ limit ဖြစ်နေတဲ့အချိန်ကာလလေးအတွင်းမှာကိုကြိုက်တော့သူကိုချစ်တော့သူရဲ့စာတွေကိုပဲဖတ်တော့တယ်အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်အမှန်မှာတကယ်တခြားသူတွေရောဘလို့ရေးသားနေတယ်လဲသူတို့တွေမှာရောဘလို့ဟန်ပန်တွေရှိတယ်လဲအဲ့ဒီအရာတွေကိုကျမတို့လေ့လာရမယ်အများကြီးလေ့လာဖို့လိုတယ်ပေါ့နော်ဒါမှသာလေအဲ့ဒီလူတွေအားလုံးကကောင်းနေမှာတော့မဟုတ်ဘူးဘသူကတော့ကိုယ်လဲဝေဖန်ဆန်းစစ်ရမယ်ဘသူကတော့ကောင်းတယ်အဲ့မှာပို့ပြီးတော့ကိုယ့်ရဲ့ကဘာကျယ်ပြန့်လာမယ်ဘသူကတော့ဘယ်နေရာမှာအားနေနေဘာဖြစ်နေတယ်ဒါဆိုရင်သူ့ကိုကြည့်ချင်းအားဖြင့်ကျမတို့ဘာမလုပ်ရဘူးလဲဆိုတာကိုသိသွားပြီတစ်ဖက်မှာလည်းကောင်းတဲ့ဟာဆိုရင်သူ့ရဲ့ဒီ style လေးက creative ဖြစ်တာပဲဒီလိုအသစ်ထွင်နိုင်တယ် तू ကငါဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးထွင်လို့ရတာပဲသူနဲ့လည်းမတူအောင်သူ့လိုမျိုးလေးလည်း creative ဖြစ်အောင်ဒီဘက်ခက်နဲ့ကိုက်ညီအောင်ပို့ပြီးတော့ကောင်းအောင်ငါလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးသိသွားတယ်ပေါ့နော်အဲ့တော့ပြောရရင်မတူညီတဲ့စာရေးဆရာတွေအများကြီးစီရနေပြီးတော့သူတို့ရဲ့ရေးသားဟန်တွေကိုလေ့လာပါလို့ပြောချင်ပါတယ်ကျမတို့ရေးသားတဲ့စာတွေကိုနောက်ဆုံးမှာတော့ခြားသူတွေစီကိုပို့ဆောင်တော့မှာဖြစ်ပါတယ်ကျမတို့ blog ရေးတဲ့သူတွေရှိမယ် social media တွေဆိုရင်လည်းအခုဆိုရင်platform တွေအများကြီးရှိရပေါ့နော်တချို့နေရာတွေမှာတော့ journal တွေရှိနေသေးတယ်အဲ့လိုမျိုးတချို့နေရာတွေမှာဆိုလို့ရှိရင်ဒီကျောင်းတွင်းစာဆောင်တွေတို့မြို့နယ်မဂ္ဂဇင်းတို့ဒါမျိုးတွေလည်းရှိသေးတယ်ပေါ့နော်အခုခေတ်မှာအဲ့လိုမျိုးနေရာတွေမှာကျမတို့ရဲ့စာတွေကိုပေးတဲ့နဲ့ဆက်သွယ်နိုင်ဖို့တင်မယ်သူများတွေဘယ်လိုမျိုးခံစားရတယ်လဲသူများတွေရောဘယ်လိုထင်မြင်ယူဆတယ်လဲကျမတို့ရဲ့ style တွေဟာအလုပ်ဖြစ်လားမဖြစ်လားဆိုတာကိုဒီလိုမျိုးလုပ်ကြည့်မှပို့ပြီးတော့သိလာမှာဖြစ်ပါတယ်နောက်တစ်ခုကတခြားနိုင်ငံတွေမှာတော့အများကြီးရှိရပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာတော့အဲ့လို community တွေအများကြီးမရှိသေးဘူးနည်းတယ်ပေါ့နော်အဲ့လိုဒီစာရေးဆရာတွေကြီးပဲစာရေးတာတွေကြီးပဲဝါသနာပါတဲ့ community ကို join တာကလည်း
ပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိစေမှာဖြစ်တယ်အဲ့ဒီနေရာတွေမှာကျမတို့စာရေးဆရာအချင်းချင်းဒါနားလဲတဲ့ပေါ့နော်ခံစားချက်တွေကျမတို့ရဲ့စာတွေကိုတကယ်မှန်မှန်ကန်ကန်ဝေဖန်ချက်ပေးနိုင်တဲ့သူတွေအများကြီးရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုး community တွေကိုdrive မယ်နောက်ပြီးတော့writing challenge တွေရှိလို့ရှိရင်လည်းဝင်ပါမယ်ပေါ့နော်ပြီးတော့တခြားသောသူတွေရဲ့အတွေးအမြင်တွေနဲ့ဖလှယ်ကြတာပေါ့အဲ့လိုမျိုးဖလှယ်ခြင်းဟာကျမတို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ပေါ့နော်society တစ်ခု community တစ်ခုကျမတို့ပို့ပြီးတော့ကောင်းမွန်တဲ့ community တစ်ခုကိုရရှိလာစီမှာဖြစ်တယ်ကျမတို့ရဲ့စာရေးအတွက်ပုံမူကောင်းမွန်တဲ့အရေးသွေးတွေကိုထုတ်လုပ်နိုင်လာမှာဖြစ်ပါတယ်ဒီနေ့စာရေးဆရာရဲ့ကိုပိုင်ဟန်ကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့အကြောင်းကတော့ဒီလောက်ပါပဲเนาะဗီဒီယိုလေးကိုကြည့်ပြီးအကျိုးရှိသွားတယ်ဆိုရင်ကျမရဲ့ channel လေးကို subscribe လုပ်တော့ပါအောင်เนาะတနင်္ဂနွေနေ့တိုင်းမှာစာရေးသူတွေအတွက်အကျိုးရှိစေမဲ့ခြားသောအကြောင်းအရာတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်စောင့်ထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ